ပွဲချက်ကာလာမှာခက်ခဲဆုံးပွဲကိုရင်ဆိုင်ကစားရတော့မယ်အာဆင်နယ်အားလုံးပဲမင်္ဂလာပါဂိုရန်ကနာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါညမှာတော့ဗီလာပမှာရှင်ပြိုင်ကစားသွားကြမယ်အက်စတွန်ဗီလာအသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ကိုပွဲကြိုသုံးသက်ချက်လေးပြုလုပ်ပေးသွားကြပါမယ်ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်15အဖြစ်အက်စတွန်ဗီလာအသင်းနဲ့အာဆင်နယ်အသင်းတို့ဟာအက်စတွန်ဗီလာရဲ့အိမ်ကွင်းဗီလာပမှာကစားသွားကြတော့မှလည်းဖြစ်ပါတယ်အာဆင်နယ်အတွက်ပွဲချက်ကာလာမှာခက်ခဲဆုံးပွဲတစ်ပွဲကိုကစားရတော့မှလည်းဖြစ်ပါတယ်အက်စတွန်ဗီလာအသင်းဟာယာဒီစမှာရလက်တွေမကောင်းမှုခဲ့ပေမဲ့နောက်ပိုင်းပွဲတွေမှာခြေစွမ်းတင်ငင်နေခဲ့ပြီးတော့မှတ်ပေးစရာအဆင့်3နေရာထိတက်လန်းလာနိုင်ခဲ့ရလည်းဖြစ်ပါတယ်အာဆင်နယ်အသင်းကတော့ဒီယာဒီမှာအရင်ယာရီတွေကထက်ပုံမကောင်းမွန်နေတဲ့ဆိုပေမဲ့လို့အဝေးကင်းပွဲစဉ်တွေမှာဆိုအမှတ်ရောလေးရှိပါတယ်ဒန်ယာလူစင်းမှာတော့အက်စတွန်ဗီလာအသင်းရဲ့အဓိကဂိုးသမားမာတီနဲ့ဒန်ယာရနေခဲ့ပါတယ်အာဆင်နယ်အသင်းကတော့ဒီယာဒီကောင်းလွန်းနေတဲ့နောက်တက်မှာဒန်ယာလူစင်းများနေခဲ့ပါတယ်ဂါဘရီယယ်မက်ကာဟီကိုလက်လွတ်ထားနေရတဲ့အပြင်ဆက်လီဘာလည်းပါဝင်လာဖို့မသေးကြပါဘူးဒါအပြင်ပြီးခဲ့တဲ့ဘရန်ဖူးနဲ့ပွဲစဉ်မှာမော်စကိုရလည်းဒန်ယာရရှိသွားခဲ့ပါတယ်အတင်းရဲ့အင်ဂျင်ဖြစ်တဲ့ဒီကလန်ရိုက်လည်းပါဝင်ဖို့မသေးကြသေးတာကြောင့်အာလီတာအတွက်တော့ပြတ်တာရက်တစ်ပတ်လို့ဆိုရမှာလည်းဖြစ်ပါတယ်အာဆင်နယ်ရဲ့တိုက်စစ်မှာတော့ခြေစွမ်းပြနေတဲ့မီခဲမရီနိုအစားဒန်ယာကနေပြန်လည်တက်တာလာတဲ့ပီတာဂျော့ဂါတက်ကိုပဲပွဲထုတ်လာမလားစောင့်ကြည့်ရမှာဆိုပေမဲ့လို့ဂိုရန်ဂန်နာအနေနဲ့ကတော့လက်ရှိချိန်မှာမီခဲမရီနိုကိုပို့တော်ချမိနေပါတယ်ဒီယာဒီအာဆင်နယ်အသင်းဟာဆက်လက်ပွဲကစားထားပြီးရမှာ10ပွဲနိုင်3ပွဲတည်တပွဲရှုံးထားပြီးအမှတ်ရောခဲ့တဲ့ပွဲစဉ်တွေအများစုဟာအဝေးကွင်းမှာဖြစ်နေပါတယ်နောက်ဆုံး9ပွဲမှာဆိုရင်လည်း3ပွဲနိုင်2ပွဲတည်ချထားပြီးတော့တည်ချထားတဲ့2ပွဲလုံးဟာဆန်နာလာနဲ့ချက်စီကိုအဝေးမှာတည်ချခဲ့တာဖြစ်ပါတယ်ဖီလာအသင်းကတော့နောက်ပိုင်းပွဲစဉ်တွေမှာရလက်ကောင်းနေပြန်လည်ရယူထားနိုင်ခဲ့ပြီးတော့14ပွဲကစားထားပြီးရမှာ10ပွဲနိုင်3ပွဲတည်3ပွဲရှုံးရလက်နဲ့အဆင့်3နေရာထိရောက်ရှိနေရလဲဖြစ်ပါတယ်နောက်ဆုံး6ပွဲဆက်လက်အနိုင်ရရှိထားသလိုအိမ်ကွင်းမှာဘုံမောက်ကို၄ခုကိုမရှိနဲ့အနိုင်ရခဲ့တာကအထင်ကြီးခြင်းစရာလည်းဖြစ်ပါတယ်အာဆင်နယ်အသင်းနဲ့အက်စတွန်ဗီလာအသင်းတို့ရဲ့နောက်ဆုံး5ချိန်တွေ့ဆုံမှုမှာလည်းအာဆင်နယ်အသင်းက2ပွဲနိုင်အက်စတွန်ဗီလာအသင်းက2ပွဲနိုင်ထားပြီးတပွဲတည်ကြထားတာမလို့ဘေးအသင်းကမှအတားစီရထားတယ်လို့ပြောလို့မရပါဘူးဒန်ယာလူစင်းလည်းများနေတာအာဆင်နယ်အသင်းနောက်ထပ်ကလင်းရှိရယူသွားနိုင်မလားဆိုတာစမ်းသပ်မဲ့ပွဲစဉ်လည်းဖြစ်ပါတယ်အက်စတွန်ဗီလာအသင်းရဲ့အိမ်ကွင်းစွမ်းဆောင်ရည်လည်းမဆိုးတာကြောင့်အာဆင်နယ်အတွက်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာအောင်ပါဂိုရန်ဂန်နာအနေနဲ့ကတော့အာဆင်နယ် 1-2-1 လောက်နဲ့အနိုင်ရသွားမယ်လို့ထင်မြင်မိပါတယ်